Hello Frida Shop ကနေကြိုဆိုပါရစေဒီနေ့ပထမဆုံး blog လေးရိုက်တဲ့နေ့မှာစနိုးတွေအရင်ကြာနေပါတယ်ပါကျမကတော့ coffee လေးလဲတောက်မှာပေါ့နော်စနိုးတွေအရင်ကြာနေတဲ့အချိန်မှာပဲလေးနဲ့ပေးလိုက်ပါတယ်ဆို coffee ခွက်လေးနဲ့အပြင်မှာလည်းအရင်အေးနေတယ်အဲ့တော့ဒီကားရဲ့စနိုးတွေချစ်ချဖို့တော့လေကျမကူတောင်လည်းမဝင်တော့ဘူးပေါ့နော်အိမ်စင်းမှာရှိတယ်တစ်ပြားတစ်ပြားနဲ့ပဲဒီကားနောင်ကားစနိုးလေးတွေကိုကျမအဲ့ဒါလေးတွေကိုချစ်ချလိုက်ပါတယ်အရန်တော့အေးတယ်ပေါ့နော်စနိုးကြားနေတဲ့အချိန်အရန်ကိုအေးပါတယ်ဒီရိုင်းဆိုလို့ရှိရင်ဗီဒီယိုလေးနဲ့ရရပေါ့နော်မနေ့ကဆိုစီဗီဒီယိုမှလည်းမထားကြရဘူးဆိုတော့လေတယောက်တည်းအယူတွေထားရတာပေါ့နော်စနိုးတွေနဲ့ပျော်နေတာပေါ့ပျော်နေတာလားယူနေတာလားတော့မသိဘူးပေါ့နော်လုံနေတဲ့ပုံတွေကလည်းကြည့်ပါအောင်တယောက်တည်းကြရက်တွေထားတယ်လို့စနိုးတွေကဒီကျုံပြီးတော့မှလည်းလေးမှုန်လိုက်မယ်ဘယ်လိုမှမရှိတဲ့အချိန်ကဲအေးတယ်အရင်အေးတယ်ဆိုပြီးတော့မှကားလေးကိုပြန်တက်မယ်ပြီးဆိုလို့ရှိရင်အဲ့ဒီမှာအမတို့စားဖို့အတွက် breakfast လေးအရင်ဆုံးသွားဝယ်မှာပေါ့နော်အီချောက်ကွေးဝယ်ခိုင်းတာလို့အခုဆိုင်မဲကိုမောင်းနေပါတယ်လူကောင်တတိလေးမောင်းတာ truck ကြီးဆိုတော့လေကိုယ်နဲ့မမြအောင်ဖြစ်နေတယ်ပေါ့နော်โอเคမုတ်လေးလည်းဝယ်ပြီးရပြီဆိုတော့အခုအမတို့အိမ်မဲကိုပြန်သွားမယ်မိပွိုင်းတစ်ခါလိုင်း coffee တစ်ခါတောက်တယ်ကဲအခုလိုက်နဲ့အမတို့အိမ်ကိုလည်းရောက်ပြီပေါ့နော်အတန်သွင်းနေတဲ့အချိန်မှာလေကျမတာငယ်လေးကကျမကိုကြည့်နေတယောက်တည်းဘာတွေပြောနေတာလဲပေါ့ကဲရောက်ပြီဆိုတော့မုတ်လေးစင်းပြီးပေးလိုက်မယ်ပြီးရပြီဆိုလို့ရှိရင်ဈေးကအဖွဲ့မယ်ခေါ်အားလို့အတွက်အဘူကိုလာခေါ်နေပါတယ်သူကတခါအိမ်ကနေတခါထွက်ဖို့အရေးကြီးသူ့စောင်းနေနေကျမလည်းတေချမ်းမှန်လေးပါလေးပြင်ကြည့်တာပေါ့နော်ကားပေါ်တော့ပါလိုက်ကဲကျမတို့ breakfast လေးစားမယ်တော်တော့နံပြားနဲ့ပဲပြုံးနေပေါ့နော်ကျမကတော့တူရှည်ကြိုက်လို့တူရှည်လေးမှထားတယ်လက်ဖေးရလည်းခွက်ကြီးပဲအခုလိုက်နဲ့ဈေးကတော့ရောက်သွားပြီဒါမှကျမတို့ register လုပ်ပြီးတော့မှထိုင်ဆောင်နေတာပေါ့နော်ဒီ appointment ကနည်းနည်းတော့ကြာတယ်ပေါ့နော်ပြီးတော့ကျမသက်ဆိုင်ကလည်းသွားပြီးတော့မှလည်းပါပေးလေးပါလေးများလိုက်မှာပေါ့နော်တေချာပုံလေးပါလေးလည်းရိုက်တယ်တယောက်တည်းဆိုတော့လေကဲ appointment လေးပြီးပြီဆိုတော့ကျမတို့ပြန်တော့မယ်တယ်လီကာနဲ့နှစ်ထောင်ဆင်းမှာပေါ့နော်ကားကနှစ်ထောင်မှာထိုးထားတဲ့အတွက်ကြောင့်ကဲကျမလည်းဘာမှလုပ်ရှိဆိုတော့ဟိုရိုက်တီရိုက်နေဘာလျှောက်ရိုက်နေတာပေါ့နော်ကင်မရာတစ်လုံးစီတစ်ချိန်ကုန်လုံးလိုက်ရိုက်နေတတ်တယ်ကျမရဲ့အကျင့်ပါပြီးပြီဆိုလို့ရှိရင်မတလီကားမှာလည်းနှစ်ပါဆယ်ဖီဆွဲမယ်ပြီးရင်ပြန်မယ်နှစ်ထောက်ကိုဆင်းနေကားပါကင်ဝင်လဲရောက်ပြီဒီမှာအပြင်မှာလေးလည်းအရင်အေးနေတာပေါ့နော်ကဲကျမတို့အခုကားပေါ်စားတက်ပြီးတော့မှအိမ်ပြန်နေပါပြီပေါ့နော်စနိုးတွေကလည်းလာတွေကတော့အရန်ကြတယ်ပြန်တဲ့ချိန်မှာစနိုးကတော့မကြဘူးပေါ့နော်ကြထားတဲ့ဟာလေးတွေကတော့အရန်ကိုဖြူဖွေးပြီးတော့မှလာနေပါပဲကဲတွိုင်းနဲ့ကျမတို့ကအိမ်ရောက်ကနေနေပြီပေါ့နော်အဆုံးထိကြည့်စုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ကျမလည်းအခုအိမ်ရောက်ပြီဆို